Okay အခုကျွန်တော်ပြောပြမှာကတော့ PowerPoint presentation နဲ့ပတ်သက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြီးဖို့တိုက်တွန်းပါတယ်ခင်ဗျာ။ကျွန်တော်ဒီနေ့တင်ပြမှာကတော့ slide show အသစ် unique ကိုပထမအဆုံးအနေနဲ့ပြောပြသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က slide show အသစ်ယူရမယ်ဆိုလို့ရှိရင် new ကိုနှိပ်ရပါမယ်။ new မှာဆိုလို့ရှိရင်ဒီထဲမှာကိုလိုချင်တဲ့ပုံစံအမျိုးမျိုးကိုရရှိနိုင်ပါတယ်။ကိုကလုံးဝအလွတ်တက်လိုချင်တယ်ဆိုလို့ရှိရင်အပေါ်က black presentation ဆိုတဲ့အကွက်ကို click လုပ်ပြရပါမယ်။ပြီးလို့ရှိရင်ကိုကအဲ့ဒီထဲမှာစာတွေကိုရိုက်လို့ရပါမယ်။ click to add title ဆိုတာကကိုအဓိကတင်ပြမဲ့အကြောင်းအရာကို main title အနေနဲ့ရေးပေးရမယ့်နေရာဖြစ်ပါတယ်။ click to add subtitle ဆိုတာကထိုအဲ့ဒီအဓိက main title ရဲ့နောက်ထပ်အခွဲတစ်ခုဖြစ်တဲ့ခေါင်းစဉ်တစ်ခုကိုထပ်ပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်။ဒီ black presentation မှာဖြည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က presentation အတွက်နောက်ထပ် slide အသစ်တစ်ခုယူမယ်ဆိုလို့ရှိရင် home tab ထဲက new slide ဆိုတဲ့နေရာကိုတွားရပါမယ်။ new slide ကိုနှိပ်လိုက်လို့ရှိရင်အဲ့ဒီမှာ title slide title and content section header to content comparison title only black content with caption picture with caption ဆိုတဲ့အရာတွေပါပါမယ်။အဲ့ဒီထဲမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ပုံစံအမျိုးမျိုးကိုယူလို့ရပါတယ်။ကျွန်တော်ကတော့ black presentation ဆိုတဲ့အရာကိုအသစ်ယူလိုက်ပါမယ်။အခုဆိုလို့ရှိရင်တော့ဒီထဲမှာစာတွေကိုဝင်ရိုက်လို့ရသွားပါပြီ။ကဲ slide new slide လေးတွေကိုဘယ်လိုရသွားပြီလဲတိပြီးတဲ့နောက်ကျွန်တော်နောက်ထပ်ဆက်ပြောမှာကတော့စာရေးရမယ့်အပိုင်းပဲဖြစ်ပါတယ်ကျွန်တော်စာရေးရမယ်ဆိုလို့ရှိရင်ပထမအဆုံး insert ဆိုတဲ့အပိုင်းလေးကိုတွားပါမယ် insert ဆိုတဲ့အပိုင်းလေးကိုဝင်ပြီးလို့ရှိရင် text box ဆိုတဲ့နေရာမှာ text box ဆိုတဲ့နေရာကိုနှိပ်ပေးရပါမယ်ပြီးလို့ရှိရင် black presentation ပေါ်မှာ click နှစ်ချက်ထောက်ပြီးတော့စာရေးသားဖို့အတွက်click ထောက်လိုက်ရပါမယ်အဲ့ဒီနေရာမှာကျွန်တော်တို့က share ခြင်းလို့ရှိရင်သူ့ကို mouse လေးနဲ့ဖိပြီးတော့ဆွဲပေးလိုက်အောင်ပါပဲဒီနေရာမှာစာရိုက်စလုံးတွေရဲ့အရွယ်အစားကိုပြင်လို့ရပါတယ်။စာလုံးအရွယ်အစားပြင်တဲ့ဆိုတာကစာရောက်ကိုရိုက်ပြီးမှပြင်လို့ရတယ်လို့စာမရိုက်ခင်ကလည်းတခါတည်းချိန်ထားလို့ရပါတယ်။ဒါကြောင့်မလို့အပေါ်မှာကဏ္ဍရဲ့အရွယ်အစားတွေကိုပြင်လို့ရပါတယ်။ကိုကြိုက်တဲ့ကိုနှစ်သက်တဲ့အရာကိုပြင်ထားလို့ရပါတယ်။ဥပမာကျွန်တော်က40ကိုထားလိုက်ပါမယ်။ဒါဆိုလို့ရှိရင်သူ့ရဲ့ site အရထွက်ပေါ်လာမှာပဲဖြစ်ပါတယ်။ကျွန်တော်ကနောက်ထပ်တစ်ခုကတော့ slide တစ်ခုကိုကမကြိုက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုပြန်ဖြတ်မလဲဆိုတဲ့အရာကိုတင်ပြသွားမှာပဲဖြစ်ပါတယ်။ဥပမာကျွန်တော်ကဒီ slide ကိုမကြိုက်ဘူးဒါမှမဟုတ်ရင်အပေါ်က slide ကိုမကြိုက်ဘူးဆိုလို့ရှိရင်သူ့ကိုဒီလို select အရင်ပေးရပါမယ်။ select ပေးပြီးတော့ keyboard က delete ကိုပဲဖြစ်ဖြစ် backspace ကိုပဲဖြစ်ဖြစ်နှိပ်ပေးလိုက်ရပါမယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မလိုချင်တဲ့ slide ကိုဖြတ်လို့ရပါပြီ။ဒါကတော့ slide ဖြတ်နည်းလေးအသစ်ပါ။ကဲအားလုံးပဲနားဆင်ပေးကြတဲ့ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။